ကျေးဇူးတော်ရှင်ဆရာတော်ရှင်သူမြတ်ကြီးဗျာယနေ့ညသာသနာတော်နှစ်2565နှစ်ကောဇာတက္ကရာ1383ခုနှစ်နောက်တစ်ခုလဆန်း9ရက်ခရစ်နှစ်2022ခုနှစ်ဧပြီလ9ရက်ဇာတာပတိနေ့ညဓမ္မဒါနကုသိုလ်ရှင်များဖြစ်ကြသောဥယျာဉ်ဆံတော်အေးကျွယ်ဥကြည်ဒေါ်ဝင်းကြည်တို့ကိုယေစု၍အဂမဟာတိတိတုဓမ္မပဏိဇောတတရဦးအောင်အဂမဟာတိတိတုဓမ္မသိင်္ဂီဒေါ်လှလှဝီတာမောင်ပိုင်စိုးဟင်းအောင်သမီးမောင်တန်းစဉ်မအေးအေးငိမ့်အောင်သမီးမခင်စန္ဒီအောင်မအီအီသိပ်အောင်မအေးချမ်းမိုးအောင် Great Diamond Jan and Zawari Great စိန်ယတနာမိသားစုတို့မှစင်ရင်ကျင်းပပြုလုပ်အပ်သော online ဓမ္မသဘင်နဲ့ဆက်လျ၍ကျေးဇူးတော်ရှင်ပမောက္ခချုပ်ဆရာတော်ဘုရားကြီးမှတရားဒေသနာတော်များဟောကြားချီးမြှင့်ပေးသနာတော်မူပါယံဘုရားတွေ့တော်ခြေတော်သုံးခိုင်း၍ရိုသေစွာလျှောက်ထားအပ်ပါသည်ဘုရားသာသနာတော်နှစ်2565နှစ်ကောဇာတက္ကရာ1383ခုနှစ်နောက်တစ်ခုလဆန်း9ရက်2022ခုနှစ်ဧပြီလ9ရက်ဇာတာပတိနေ့၌အွန်လိုင်းမှာဟောကြားအပ်သောစိတ်အညစ်အကြေးများတရားဒေသနာတော်မြတ်စွာဘုရားဟောထားတဲ့ဝဋ္ဌတုတ်ဆိုတာရှိတယ်ဝဋ္ဌဆိုတာအဝတ်အထည်လူတွေအသုံးပြုတဲ့အဝတ်အထည်သုံးဖို့ပိတ်အုပ်အဲ့ဒါဝဋ္ဌပါဠိလိုဝဋ္ဌလို့ခေါ်တယ်အဲ့ဒီဝဋ္ဌလို့ခေါ်တဲ့အဝတ်အထည်ကိုဥပမာပေးပြီးတော့လူတွေရဲ့စိတ်တန်ရှင်းရေးအတွက်ဟောကြားဆုံးမတဲ့သုတ်တံဖြစ်တယ်လူဘဝနဲ့လည်းဆက်ဆိုင်တယ်ဒါကြောင့်မို့ဒီကနေ့အဲ့ဒီဝဋ္ဌသုတ်သို့မဟုတ်ဝဋ္ထုပမသုတ်အဝတ်ထည်နဲ့ဥပမာပေးပြီးတော့စိတ်ရဲ့အညစ်အကြေးတွေဆိုတာတွေကိုသိရှိနားလည်အောင်လို့မြတ်စွာဘုရားဒီသုတ်တံကိုဟောတာဖြစ်တယ်အဲ့တော့လူတိုင်းဟာကိုယ်စိတ်ကိုဆင်ញင်သုံးသပ်ကြစိတ်တ ानु ပတ္တနာလို့မဟာသရိပ္ပရဏသုတ်မှာဟောတဲ့စိတ်ကိုလေ့လာသုံးသပ်တယ်ဆိုတာလည်းပဲကိုယ်စိတ်ထဲမှာအညစ်အကြေးရှိမရှိအညစ်အကြေးရှိနေညှဉ်းနှွမ်းတဲ့စိတ်အညစ်အကြေးမရှိဘူးဆိုရင်ဖြူစင်တဲ့စိတ်စင်ကြယ်မှုမစင်ကြယ်မှုနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားဟောတာပဲဖြစ်တယ်တနည်းအားဖြင့်ပြောမယ်ဆိုရင်ဒီဝဋ္ဌသုတ်ဟာလည်းပဲစိတ်တ ानु ပတ္တနာနဲ့သက်ဆိုင်တယ်လို့ဒီလိုမှတ်ကိုယ်ဆင်ញင်သုံးသပ်เสียလူတိုင်းမှာ၄မျိုးရှိတယ်တစ်ခုကတော့ရုပ်ခန္ဓာနဲ့ပတ်သက်ပြီးတော့သိရှိနားလည်ဖို့ကာယ ानु ပတ္တနာလို့ခေါ်တယ်ရုပ်တရားနဲ့ပတ်သက်ပြီးတော့သိရှိနားလည်ဖို့ဘာလို့လဲဆိုရင်လူတွေရဲ့ဆွဲလန်းမှုဟာရှုပ်ဆင်းပေါ်မှာဆွဲလန်းကြတာဖြစ်တယ်ပေါ့လူတိုင်းဟာကိုယ်လှတယ်ကိုယ်လှတယ်လို့ထင်တယ်လို့သူများကိုလည်းလှတယ်လို့ထင်တယ်အဲ့ဒါနဲ့ကိလေသာတွေဖြစ်ပွားပြီးအကုသိုလ်တွေများကြတာဟုတ်အဲ့တော့ကိလေသာတွေဖြစ်ပွားအကုသိုလ်တွေများနေတာတွေနဲ့ပတ်သက်ပြီးတကယ်မတင့်တယ်ပါပဲနဲ့တင့်တယ်တယ်လို့ထင်နေတဲ့အထင်ကြီးပျောက်ဖို့ရအတွက်မြတ်စွာဘုရားကာယ ानु ပတ္တနာကိုဟောတာပဲဆိုလိုတာတော့
လူတိုင်းလူတွေဟာယုတ်ခန္ဓာရှိနေတယ်ယုတ်ခန္ဓာပေါ်မှာလှပတယ်လို့ထင်နေတဲ့အထင်တစ်ခုဟာလူတိုင်းကိုလွှမ်းမိုးထားတာဖြစ်တယ်အဲ့ဒါပြောက်ဖို့ကာနုပဒနာရှိဖို့လိုတယ်ပေါ့ထို့တူပဲလူတွေဟာစိတ်ခံစားချက်ပေါ်မှာအကြောင်းပြုပြီးတော့စိတ်ခံစားချက်ကိုအကြောင်းပြုပြီးတော့လောဘတွေဒေါသတွေဖြစ်ကြတာကိုဆိုပါစို့လူတွေရဲ့စိတ်ခံစားချက်ကအကြမ်းများအပြင်တော့၃မျိုးရှိတာပေါ့ဒီ၃မျိုးထဲမှာခံစားတဲ့အစဉ်ပြေတဲ့ပြောစရာကောင်းတဲ့စိတ်ခံစားမှုပေါ်မှာဆိုရင်လူတွေရဲ့ကျင့်တတ်ကြတယ်ကျင့်တတ်တယ်လို့ဆိုတဲ့သဘောကနှစ်သက်တဲ့မျက်နှိုးတဲ့ဒါမျိုးလိုချင်တယ်ဆိုတဲ့ရာဂဆိုတဲ့ကိလေသာတရားဟာဖြစ်ပေါ်လာတာဖြစ်တယ်အဲ့တော့စိတ်ခံစားမှုကိုအကြောင်းပြုပြီးတော့ရာဂဆိုတဲ့တဏှာဖြစ်နိုင်တယ်ပေါ့နော်ဒါကြောင့်မို့ဒုက္ခယဝေဒနာယရာဂနုတယောနုတေတိတဲ့စိတ်ထဲမှာကောင်းတဲ့ခံစားချက်နဲ့ပတ်သက်လာတဲ့အခါလူတိုင်းဟာကိုယ်ချမ်းသာမှုစိတ်ချမ်းသာမှုဆိုတဲ့စိတ်ခံစားမှုပျော်ရွှင်မှုပေါ်မှာကျင့်တတ်တယ်ကျင့်တတ်တော့အဲ့ဒါကိုလိုချင်လားအဲ့လိုချင်နေဆိုတဲ့ရာဂဟာလူရဲ့တဏ္ဍာမှာကိန်းအောင်လာကြီးထွားလာတယ်ပေါ့ထို့တူပဲဒုက္ခရဲ့ဆန့်ကျင်မဲ့ဒုက္ခတခါအဆင်မပြေလို့စိတ်ဆင်းရဲစရာတွေကိုယ်ဆင်းရဲစရာတွေကြုံတာရှိတယ်အဲ့လိုဆင်းရဲဒုက္ခနဲ့ကြုံတဲ့အခါကျတော့လူရဲ့စိတ်ခံစားမှုကဘာဖြစ်တော့ဒေါသဖြစ်တယ်နော်ကိုယ်ဖြစ်ရမလားတချို့ဆိုခေါင်းကိုက်ရမလားဆိုခေါင်းကိုထုတယ်အဲ့လိုထိအောင်စိတ်ခံစားမှုတွေရှိကြတယ်ပေါ့နော်ဒုက္ခကိုအကြောင်းပြုပြီးစိတ်ခံစားမှုတွေဖြစ်တဲ့အခါမှာဒေါသနောက်ကလိုက်လာတယ်အဲ့ဒါကိုဒုက္ခယဝေဒနာယပဋိက္ခနုတယောနုတေတိပဋိက္ခဆိုတာနဲ့ဒေါသဆိုတာတူတူပဲအဲ့ဒုက္ခဝေဒနာနဲ့ကြုံတိုင်းဟာလူတွေမှာဒေါသဆိုတာဖြစ်ပွားတယ်ဒေါသတွေဖြစ်ပွားလာတယ်အဲကြောင့်ဝေဒနာကိုသိချဝေဒနာအနေနဲ့သိဖို့လိုတယ်ပေါ့ငါနဲ့တွဲလိုက်လို့ရှိရင်ငါချမ်းသာတယ်ငါဆင်းရဲတယ်ငါပျော်တယ်ငါစိတ်ညစ်တယ်ဆိုတာနဲ့တွဲလိုက်တဲ့အခါကျတော့ခုနမရှောင်လွဲနိုင်တဲ့လောဘဒေါသဖြစ်ပေါ်လာတာတခါတည်းကျတော့မသိတာတဲ့စိတ်ခံစားမှုတွေရှိတယ်မထူးဆန်းတဲ့စိတ်ခံစားမှုလို့ပြောချက်ပြောပေါ့ဆိုပါစို့ဒုက္ခဝေဒနာဆိုတာသိတာတယ်ဒုက္ခဝေဒနာလည်းသိတာတယ်ဒုက္ခလည်းမဟုတ်ဒုက္ခလည်းမဟုတ်ဆိုတဲ့စိတ်ခံစားချက်မျိုးကြတော့မသိတာဗျမသိတာတဲ့အခါမှာစိတ်ခံစားမှုဖြစ်တယ်ဆိုတာကိုမသိလိုက်တာအဲ့ဒီမသိလိုက်ဘူးဆိုတာဟာတကယ်ဖြစ်ခဲ့တဲ့နဲ့မသိဘူးဆိုရင်အဝိဇ္ဇာလို့ခေါ်တယ်မောဟနော်အဝိဇ္ဇာလို့ခေါ်တယ်ဒါကြောင့်မို့အဒုက္ခယအဒုက္ခမဒုက္ခယဝေဒနာယအဝိဇ္ဇာနုတယောနုတေတိတဲ့မသိတာမထင်ရှားတဲ့ဝေဒနာဖြစ်ပြီဆိုလို့ရှိရင်တော့ဒုက္ခရောလို့လဲရာဂမဖြစ်ဘူးဒုက္ခရောလို့လဲဒေါသဖြစ်เสียအထီအောင်မထင်ရှားဘူးအဲ့ဒီလိုမထင်ရှားလို့ဘာမှမဖြစ်တဲ့အနေနဲ့ဖြစ်သွားပြန်တော့လေကိလေသာကလွတ်လာဆိုမလွတ်ဘူးအဝိဇ္ဇာဆိုတဲ့အနုတ္တယမောဟဆိုတာကိန်းသွားပြန်တယ်အဲ့လိုနဲ့ယင်ထဲမှာရာဂဒေါသမောဟဆိုတဲ့ဟာတွေကရှင်ထဲမှာအပြည့်ရောက်လာတာဖြစ်အဲ့ဒါကြောင့်မလို့ဝေဒနာနုပဒနာမြတ်စွာဘုရားဟောတာဝေဒနာနုပဒနာနဲ့ရှုမှတ်ပွားပြီးတော့ဒုက္ခခံစားရလို့ရှင်လဲရာဂမဖြစ်ဖို့ဒုက္ခခံစားရလို့ရှင်လဲ
ဒေါသမဖြစ်ဖို့အဒုက္ခမဒုက္ခဆိုရယ်မထင်ရှားတဲ့ဝေဒနာနဲ့ချုပ်တဲ့အခါမှာလည်းပဲမသိလိုက်တာမဖြစ်ဖို့ဆိုတဲ့ဒါတကယ်ဖြည့်စည်းတွေကိုရသော်ပြပေးတာပဲဖြစ်တယ်။နောက်စိတ်တ ानु ပဒနာကြတော့ကိုယ်စိတ်ထဲမှာလောဘရှိနေသလားလောဘတွေဖြစ်သလားဒေါသတွေဖြစ်သလားမောဟတွေဖြစ်သလားစိတ်ရဲ့အညစ်အကြေးတွေနဲ့ပတ်သက်ဖို့သိဖို့လိုအပ်တယ်ပေါ့အဲ့ဒါကြောင့်စိတ်တ ानु ပဒနာဟောတာဒီကနေ့ဟောမဲ့ဝဋ္ထတုတ်သို့မဟုတ်ဝဋ္ထုပမတုတ်အဝတ်နဲ့ဥပမာပေးထားတဲ့တုတ်ကိုမြန်မာလိုကောင်းစဉ်တက်ပြီးတော့စိတ်အညစ်အကြေးများဆိုတာနဲ့မြတ်စွာဘုရားဟောတဲ့တရားကိုဟောမှာပါအဲ့တုတ်တန်ကိုဟောမှာပါအဲ့တုတ်တန်ကိုအနှစ်ချုပ်ပြီးတော့နားလည်လွယ်အောင်ဟောဒီတုတ်တန်ကိုမြတ်စွာဘုရားကယဟန်တွေကိုဟောတာယဟန်တွေကိုဟောသည့်အတွက်ကြောင့်ယဟန်တို့ဆိုတဲ့အလုပုတ်တွေရှိတယ်ခေါ်တဲ့စကားလုံးလေးတွေပါတယ်အဲ့ဒါတွေကိုဖြုတ်ထားပြီးတော့တရားနာတဲ့ပုဂ္ဂိုလ်တိုင်းဟာကိုယ့်ကိုရည်ညွှန်းတဲ့ဆိုတာသိရှိနားလည်ဖို့ယဟန်တို့ဆိုတဲ့အခေါ်ကိုခဏဖယ်ထားပြီးတော့တရားသာတက်နဲ့နားထောင်ကြည့်ကြရအောင်နော်မြတ်စွာဘုရားဟောတဲ့တဲ့မဲ့main teaching လို့ခေါ်တဲ့အထက်ကဟောကြားချက်ကပါတော့ဆိုရင်စိတ်ရဲ့အညစ်အကြေးများစိတ်ဤအညစ်အကြေးများလို့ဆိုတော့စိတ်ကတခြားအညစ်အကြေးကတခြားတယ်လို့နားလည်ရမှာစိတ်ကတစ်ခုအညစ်အကြေးကတစ်ခုနှစ်ခုဆိုတော့ပေါ့စိတ်ဤအညစ်အကြေးများဘာနဲ့ဥပမာတူတော့ဆိုရင်အဝိုးရဲ့အစွန်းအညစ်အကြေးများတန်ရှင်းနေတဲ့အဝတ်မှာအစွန်းအပေတွေထင်တာလို့စိတ်မှလည်းပဲအညစ်အကြေးတွေဆွဲကပ်တာတဲ့အဲ့တော့စိတ်ရဲ့အညစ်အကြေးများဆိုတဲ့စကားလေးကိုရှေ့ဥစွာမှတ်ဖို့လိုတယ်စိတ်ဆိုတာကပဂတိအနေထားအဖြစ်အဝတ်ထဲလို့ပဲအယောင်မရှိပဲနဲ့ဖြူစင်းနေတဲ့အရာပဲဖြစ်တယ်အယောင်တွေကနောက်မှလာဆိုးတယ်နော်အဖြူတယ်လို့ပြောရမယ်စိတ်ဟာအဖြူတယ်လို့ဆိုတာလောဘနဲ့လည်းမတွဲဘူးဒေါသနဲ့လည်းမတွဲဘူးမောဟတို့မမနာတို့အိတ်တာတို့ပစ္စရိယဒါတွေလည်းမတွဲဘူးပေါ့သူတော်ဘာဆိုရင်ဖြူတယ်ဟာစိတ်ဟာတန့်စင်နေတယ်အဲတန့်စင်နေတဲ့စိတ်ကိုအညစ်အကြေးတွေလာပြီးတော့ကတ်တာအဲ့ဒါကိုသဘောပေါက်စိတ်ကတခုအညစ်အကြေးတွေကတခုစိတ်နဲ့ညစ်ကြေးစိတ်အညစ်ကြေးပြလို့ဆိုတော့စိတ်ဟာအဖြူတယ်ဆိုတာကိုမြတ်စွာဘုရားတုတ်တန်တစ်ခုမှဟောထားတာရှိတယ်ပပ္ပတရပိဒံဘိက္ခဝေစိတ်တံစိတ်ဟာသဘာဝအဖြစ်အဖြူတယ်ဖြစ်တယ်အယောင်တလဲလဲထွက်နေတယ်ဆိုတာဒါဖြူတဲ့သဘောကိုပြောတာပါစိတ်ဟာတဘာဝအတိုင်းကဖြူတယ်တင်္စခောအာဂနုကေဟိဥပကိလေတေဟိဥပကိလေထံအဲ့ဒီအဖြူတဲ့တတ်ဖြစ်တဲ့စိတ်ကိုတဲ့နောက်မှဝင်ရောက်လာတဲ့စိတ်အညစ်အကြေးတွေကစိတ်ကိုညှဉ်းနှွမ်းအောင်လုပ်လိုက်တာဖြစ်တယ်ဒါသဘာဝပဲလေအဝတ်ထဲဆိုတာဖြူစင်းနေတာနောက်ကြတော့မှဟိုညစ်ကြေးနဲ့ထိလို့ပေးသွားလိုက်ဒါနဲ့ထိလို့ပေးလိုက်နဲ့နော်အစွန်းထင်းနေဖြစ်လာတာအစွန်းထင်းကတခြားအဝတ်ထဲကတခြားအဝတ်ထဲမှာပေးနေတဲ့အစွန်းထင်းနေအဲ့ဒါလိုပဲစိတ်မှာပေးနေတဲ့အညစ်ကြေးတွေဒါကိုဒီသုတ္တမှာမြတ်စွာဘုရားကစပြီးတော့အဝတ်ဥပမာနဲ့စပြီးတော့ဟောတာအဲ့ထက်ပဲမြတ်စွာဘုရားဟောလို့ရင် main teaching လို့ခေါ်တဲ့အဓိကဟောကြားချက်ကဘာလို့ဆိုရင်စိတ်တေတန်ကိလေထေဒုက္ခတိပါတိကင်္ခာတဲ့ဒါလူတိုင်းမှတ်တာဘူးစိတ်ညစ်ပေနေလို့ရှိရင်မကောင်းတာပဲဖြစ်မယ်ကိုယ်စိတ်ဖြစ်ဖြစ်သူစိတ်ဖြစ်ဖြစ်အခုစိတ်ရဲ့အညစ်အကြေးတွေတစ်ခုညစ်ပေနေမဲ့ဆိုရင်ဒါမကောင်းတာပဲဖြစ်မယ်မကောင်းတာဖြစ်တယ်ဆိုရင်သူတွေးတာလည်းမကောင်းတာပဲတွေးမယ်ပြောရင်လည်းမကောင်းတာပဲပြောမယ်လုပ်ရင်လည်းမကောင်းတာတွေပဲလုပ်မယ်
သေရင်လည်းမကောင်းတဲ့ဘဝပဲရောက်မယ်ဒီလိုဆိုလို့တယ်နော်စိတ်ဟာညစ်ပေနေတယ်ဆိုရင်မကောင်းတာပဲဖြစ်မယ်မြတ်စွာဘုရားဟောတဲ့စကားလုံးကစိတ်တွေတန်ကိလေထေဒုက္ခတိပါတိကံခါစိတ်တွေစိတ်သည်တန်ကိလေထေအညစ်အကြေးတွေကြောင့်ညှဉ်းနှွမ်းနေပဲဆိုရင်ဒုက္ခတိပါတိကံခါမကောင်းတဲ့အနေထားမကောင်းတဲ့ဘဝမျိုးကိုသာလေမျောလင်းရမှာဖြစ်တယ်လို့ဆိုလို့တယ်ပေါ့ဗျာအဲ့တော့စိတ်ထဲမှာအညစ်အကြေးရှိနေလို့ရှိရင်မကောင်းဘူးလို့ဆိုလို့တယ်အနာဂတ်အတွက်မကောင်းဘူးကောင်းတဲ့စရာအကြောင်းမရှိဘူးလူတွေဟာတွေးလဲကောင်းတွေးမှာမဟုတ်ဘူးပြောလဲကောင်းတာပြောမှာမဟုတ်ဘူးလုပ်ရဲကောင်းတာလုပ်မှာမဟုတ်ဘူးအဲ့တော့မကောင်းတာတွေတွေးတယ်မကောင်းတာတွေပြောတယ်မကောင်းတာတွေလုပ်တယ်အဲ့တော့မကောင်းမှုဆိုတာကတော့အပြစ်ရှိတဲ့အရာတွေကိုဆိုလို့တယ်ပေါ့နော်ကိုမကြိုက်လို့မကောင်းတာတော့မဟုတ်ဘူးပြစ်ရှိတဲ့အရာတွေပေါ့အပြစ်မကင်းတဲ့အပြစ်မကင်းတဲ့အတွေးတွေအပြစ်မကင်းတဲ့အပြောတွေအပြစ်မကင်းတဲ့အလုပ်တွေလုပ်စီအတွက်ကြောင့်ဒီဘဝကသေလို့နောက်ဘဝလည်းပဲအကောင်းမဖြစ်ဘူးလို့သူဆိုလို့တယ်ပေါ့ဒုက္ခတိရဲ့အဓိပ္ပာယ်မကောင်းတဲ့အလားအလာရှိတယ်မကောင်းတာပဲဖြစ်မယ်အကျင့်အကြံပြောဆိုလဲကောင်းမှာမဟုတ်ဘူးသေတော့လဲကောင်းမှာမဟုတ်ဘူးလို့ဆိုလို့တယ်ဘယ်မှမကောင်းတော့စိတ်မှာအညစ်အကြေးကပ်နေပြီဆိုရင်အဲ့ဒီလူကမကောင်းတာပဲဖြစ်မယ်လို့သူဆိုလို့တယ်အဲ့တော့မြတ်စွာဘုရားဥပမာလေးနဲ့ဟောတယ်ဥပမာမဲ့တဲ့အဝတ်ထည်တစ်ခုဟာညစ်ပေပြီးတော့ကြီးဆွဲနေတယ်ဆိုအားဆိုအဲ့ဒီကြီးဆွဲနေတဲ့အဝတ်ထည်ကိုဆေးဆိုးသမားကအယောင်တစ်ခုဆိုဖို့ကြိုးစားတယ်အညိုရောင်ပဲဖြစ်စေအဝါရောင်ပဲဖြစ်စေအနီရောင်ပဲဖြစ်စေပန်းရောင်ပဲဖြစ်စေအယောင်တစ်ခုဆိုဖို့ကြိုးစားလို့ရှိရင်တဲ့ညစ်ပေနေတဲ့အဝတ်ကိုဆိုးလို့ရှိရင်ဘယ်တော့မှဒီအယောင်ဟာကောင်းမှာမဟုတ်ဘူးတဲ့ကောင်းလဲကောင်းမှာမဟုတ်ဘူးလှလဲလှမှာမဟုတ်ဘူးတဲ့ဘာလို့လို့ဆိုအဝတ်ကမတန့်ရှင်းလို့ပဲဖြစ်တယ်ဒါရှင်းရှင်းလေးလူတိုင်းနားလဲအောင်ဥပမာပေးတာမြတ်စွာဘုရားနော်အဝတ်ထဲကညစ်ပေနေတာကိုဆေးဆိုးမယ်ဆိုရင်တဲ့တောက်ပပြီးတော့တန့်ရှင်းတဲ့အယောင်မရနိုင်ဘူးလို့ဆိုလို့တယ်ပေါ့ဘာအယောင်ဆိုးဆိုးကောင်းမှာမဟုတ်ဘူးအကောင်းမရဘူးလို့ဆိုလို့အဲ့ဒီအတိုင်းပဲတဲ့လူတွေရဲ့စိတ်ဟာဒီအညစ်အကြေးတွေနဲ့ညစ်ပေနေမဲ့ဆိုလို့ရှိရင်ဘာတွေးဘာပြောဘာလုပ်လို့ကောင်းမဖြစ်ဘူးသေတော့လည်းကောင်းတဲ့ဘုံမရောက်ဘူးလို့သူတို့ပြောတာဒါအလွန်တတိထားစရာကောင်းတဲ့မြတ်စွာဘုရားရဲ့ဆုံးမသွန်သင်ချက်ပဲစိတ်သာရှင်စောဘုရားဟောဆိုပြီးတော့ဆိုလေးရှိကြတယ်ဒါစိတ်သာဆိုတာစိတ်အဓိကလို့သဘောကိုဆိုလိုတာပေါ့စိတ်တန်ရှင်းအောင်လုပ်ဖို့အရေးကြီးတယ်ဆိုကျန်တဲ့တွေကမလိုအပ်ဘူးလို့ဒီလိုပြောတာတော့မဟုတ်ဘူးနော်စိတ်တန်ရှင်းမှုအရေးကြီးတယ်စိတ်တန်ရှင်းမှုအရေးကြီးတယ်ဆိုကိုယ်ကြတော့ညစ်တိညစ်ပတ်နေတာတော့အဲ့ညစ်တိညစ်ပတ်တယ်လို့ပြောတာမဟုတ်ဘူးနော်တကယ်အရေးကြီးတာတော့လူဟာခန္ဓာကိုယ်ဘလောက်တန့်နေစိတ်တန်ရှင်းမှုကအရေးကြီးတယ်ဆိုတဲ့အကြောင်းပြောတာစိတ်ကအဲ့ဒီတိပဲကိုဆိုလို့တယ်ဒါကစိတ်တွေဟာအညစ်အကြေးတွေလူးနေလို့ညစ်ပေနေတယ်ဆိုလို့ရှိရင်အခြေအနေဟာမကောင်းမှုဆိုတာကိုမြတ်စွာဘုရားသတိပေးတယ်ဒါရဲ့ဆန့်ကျင်မဲ့တစ်ခါဒုတိယတရားအပိုက်ကြတော့ဘာဟောတာတော့စိတ်တွေအတန်ကိလေထေသူကတိပါတိကံခါဒါအတူလေးဘုရားဟောတဲ့စကားလုံးအတူလေးကိုမှတ်လို့ရတယ်စိတ်တွေအတန်ကိလေထေခုနကတော့တန်ကိလေထေအခုက negative နဲ့အတန်ကိလေထေစိတ်ဟာအငြိအကျေးမပေးဘူးဆိုလို့ရှိရင်
သို့မဟုတ်စိတ်ဟာဖြူစင်တန်ရှင်းနေတဲ့ဆိုရင်အလားလားကောင်းဟာမျှော်လင့်ရမယ်အခြေအနေအလုံးကောင်းမယ်လို့သူတို့ဆိုလို့တယ်ဘာတွေကောင်းမှတော့ဆိုရင်စိတ်ကတန်ရှင်းနေလို့ရှိရင်အပြောလဲအတွေးတာလဲအပြစ်ကင်းမယ်ပြောတာလဲအပြစ်ကင်းမယ်လှုပ်တာလဲအပြစ်ကင်းမယ်နောက်မှလည်းကောင်းရပုံရောက်မယ်ဒီလိုဆိုလို့တယ်ပေါ့နော်စိတ်ကနေဥဆောင်သွားတဲ့သဘောပဲအဲ့တော့အရေးကြီးတာကိုယ့်ကိုတန်ရှင်းရေးအတွက်စိတ်ဟာအရေးကြီးတယ်ဆိုတဲ့အဓိပ္ပာယ်ကိုပြောတာဒါကြောင့်မို့မြတ်စွာဘုရားရဲ့ဆုံးမသွန်သင်ချက်တွေက mind center teaching စိတ်ကိုဗဟိုပြုပြီးတော့ဆုံးမတယ်လူတိုင်းဆိုတာစိတ်ကရှိနေတယ်လေရှိနေတော့ကိုယ်စိတ်ကိုတန်ရှင်းအောင်ကြိုးစိုက်ဖို့ကိုယ်စိတ်ထဲမှာညစ်ကြေးရှိရင်ရှိတယ်လို့သိရမယ်ညစ်ကြေးမရှိရင်မရှိဘူးလို့သိရမယ်ဒါစိတ်ဓာတ်ဥပဒနာရဲ့သဘောတရားသိယုံနဲ့ပြီးလာလို့ဆိုမပြီးဘူးအညစ်ကြေးရှိနေဆိုပါစို့အဝတ်ဟာပေးနေတယ်လို့သိရင်ဘာလို့ဖွဲ့ရမှာပေါ့ညစ်ပေးနေတဲ့သိရင်တန်ရှင်းလို့အောင်မှာပေါ့ထို့တူပဲကိုယ်စိတ်မှာအညစ်အကြေးတွေရှိနေတယ်လို့သိလို့ရှိရင်ဘာလို့အောင်ဖြူစင်အောင်ကြိုးစားရမယ်ဒီလိုဆိုလိုတာနော်ဒီလိုဆိုလိုတာသိယုံနဲ့မရဘူးပေါ့အဲ့တော့ဒီသုတ်တံမှာမြတ်စွာဘုရားကပြည့်ပြည့်စုံစုံဟောပါတယ်ဒီအခြေခံကတော့ဒါလေးနှစ်ခုကိုမှတ်တာပေါ့စိတ်တေတန်ကိလေထေဒုက္ခတိပါတိကင်္ခာစိတ်ညစ်နေရင်စိတ်ဟာညစ်ပေနေရင်မကောင်းတာပဲဖြစ်မယ်စိတ်တေအတန်ကိလေထေဒုက္ခတိပါတိကင်္ခာစိတ်ဟာမညစ်ပေပြီးဖြူစင်းနေမယ်ဆိုရင်ကောင်းတာကိုပဲမျှော်လင့်နိုင်တယ်ဒီနှစ်ခုပဲအဲ့ဒီနှစ်ခုကိုဥတည်ပြီးတော့ဒီဝဋ္ဌတုတ်ကိုဟောတာပဲဖေ။အဲ့တော့ဥပမာအနေနဲ့ပြောတဲ့အခါကျတော့ဥပမာမဲ့တဲ့အဝတ်ကဖြူစင်းနေတဲ့တန်ရှင်းနေတဲ့ဆိုရင်တဲ့စေသောသမားကဘယ်အောင်မဲ့ဆိုးသူဆိုးလိုက်တဲ့အယောင်ဟာကောင်းတဲ့အယောင်ပဲထွက်လာ။ဘာဖြစ်လို့တော့အဝတ်ကဖြူစင်းနေလို့ပဲဒီတိုင်းပါပဲတဲ့စိတ်ဖြူစင်းနေလို့ရှင်အလားလားတွေကအကုန်ကောင်းမဲ့လို့ဆိုလို့နော်ဒီဘဝမှာလည်းကောင်းတဲ့အကျင့်တွေကျင့်မယ်နောက်ဘဝမှာလည်းကောင်းမယ်သူတို့ဆိုလို့ရပေါ့အဲ့တော့ဒုက္ခတိဆိုတဲ့နေရာမှာအထက်ကထာကဖြည့်ဆွက်ပြီးရှင်းထားတာလေးလည်းမှတ်စရာကောင်းတယ်ပေါ့ဒုက္ခတိဆိုတဲ့အဓိပ္ပာယ်ဒုမကောင်းတဲ့ခတိအလားအလားမကောင်းတဲ့အလားအလားမိုးလေဝသမမှန်လို့ရှိရင်စိုက်ပျိုးရေးအတွက်အလားအလာမကောင်းဘူးလို့ပြောကြတယ်ပေါ့ condition မကောင်းဘူးလို့ဆိုလို့နော်ရှားသီဥရုမကောင်းရင်စိုက်ပျိုးရေးမကောင်းဘူးစီးပွားရေးအခြေအနေတွေမကောင်းရင်ရောင်းဝယ်မကောင်းဘူးဒီလိုပြောကြသလိုပဲစိတ်ဟာညှဉ်းနှွမ်းနေတယ်ဆိုရင်အလားအလာမကောင်းဘူးတဲ့အဲ့ဒီဒုက္ခတိမကောင်းသောအလားအလာဆိုတာဘာပြောတာလဲထက်ကရာဖြည့်ဆွက်ပြီးရှင်းထားတာလေးကိုကြည့်ဒုက္ခတိကိုနှမျိုးမှတ်ပါတဲ့ပฏิပတ်တိဒုက္ခတိနဲ့ဂတိဒုက္ခတိလို့နှစ်ခုမှတ်ပါတယ်ပฏิပတ်တိဆိုတာသူ့ရဲ့ပြုကျင့်နေထိုင်မှုသူ့ရဲ့အပြုအမူရဲ့အလားလားမကောင်းခြင်းဂတိဒုက္ခတိဆိုတာသိတဲ့နောက်ရှောက်ရမယ့်ဘဝအလားလားမကောင်းခြင်းနော်ပฏิပတ်တိဒုက္ခတိဂတိဒုက္ခတိအလားလားနှစ်ခုမကောင်းဘူးတဲ့ထို့တူပဲသူဂတိကြတော့လေပฏิပတ်တိသူဂတိဂတိသူဂတိအကျဉ်းချနေထိုင်အတွက်လည်းကောင်းတယ်ဘဝဂတိအနေနဲ့လည်းပဲအလားလားကောင်းတယ်စိတ်ရဲ့အညစ်အကြေးရှိခြင်းမရှိခြင်းနဲ့ပတ်သက်ပြီးခြုံငုံပြီးတော့မြတ်စွာဘုရားဟောလိုက်တာနောင်ဘဝအတွက်တည်းမဟုတ်ဘူးဒီဘဝအတွက်ပါဟောတာအဲ့ဒီမှာပฏิပတ်တိဒုက္ခတိဆိုတာသူရဲ့ကျင့်ကြံနေထိုင်မှုရဲ့အလားအလာမကောင်းမှုဆိုတာပါလေဆိုတော့လူရဲ့စိတ်ထဲမှာနောက်ကြတော့စိတ်ရဲ့အညစ်အကြေးတွေကိုပြလိုက်မယ်လူရဲ့စိတ်ထဲမှာ
လောဘဆိုတဲ့အညစ်အကြေးကပ်နေပြီဒေါသဆိုတဲ့အညစ်အကြေးကပ်နေပြီမာနတို့အိတ်သားစားတဲ့အညစ်အကြေးတွေကပ်နေပြီဆိုပါစို့အဲ့ဒီလူဟာသူ့ရဲ့အကျင့်အကြံအပြောဆိုနေထိုင်နေရဘာဖြစ်လဲတွေးရင်အပြစ်မကင်းတာတွေတွေးမယ်လုပ်ရင်လည်းပြောရင်လည်းအပြစ်မကင်းတာတွေပြောလိမ့်မယ်လုပ်ရင်လည်းအပြစ်မကင်းတာတွေလုပ်လိမ့်မယ်ဆိုလိုတာကတွေးရင်ဆိုတာဘာလို့လောဘရှိနေတဲ့ပုဂ္ဂိုလ်ဒေါသရှိနေတဲ့ပုဂ္ဂိုလ်ဟာသူတွေးလိုက်တာနဲ့ဘာတွေးတုံဆိုအဖိစ္ဆာသူများပစ္စည်းကိုရချင်တဲ့အတွေ့တွေးတယ်ပြာပါဒသူတော်ကိုသေစေလိုတဲ့စေရနာစိုးနဲ့တွေ့တယ်ဒုက္ခရောက်စေခြင်းနဲ့အတွေ့တွေတွေ့တယ်မိစ္ဆာဒိဋ္ဌိမမှန်မကန်မှားယွင်းတဲ့အတွေ့တွေကိုလက်ခံပြီးတော့တွေ့တယ်ဟောအတွေ့တွေကလွဲကုန်တယ်အဲ့ဒါကိုပฏิပတ်တိဒုက္ခတိလို့ခေါ်တယ်နောက်အပြောဆိုလဲကြည့်လိုက်အောင်သူဟာလိမ်ပြောရမှလည်းဝန်မလေးဘူးတုံးနဲ့တူမတဲအောင်ဂုံးတိုက်ဖို့လည်းဝန်မလေးဘူးဆဲဖို့လည်းဝန်မလေးဘူးမဟုတ်တန်တရားတွေရှောက်ပြောဖို့လည်းမလုံးဝန်မလေးဘူးအဲ့တော့ပြောမယ်ဆိုရင်သူကမုသာဝါဒတွေရောပိတုနာဝါစာဖရုဒဝါစာတမ္ဖပလပါဆိုတဲ့အပြစ်မကင်းတဲ့အပြောတွေသူပြောမှာအဲ့ဒါပฏิပတ်တိဒုက္ခတိလို့ခေါ်တယ်စိတ်ထဲမှာအညစ်အကြေးရှိမှအဲ့ဒါတွေလောက်တာလောဘဖြစ်ဖြစ်ဒေါသဖြစ်ဖြစ်မောဟဖြစ်ဖြစ်အညစ်အကြေးတစ်ခုရှိပြီဆိုရင်အဲ့ဒီလိုပဲကိုရောက်သွားမယ်နောက်ကာယကံအနေနဲ့ပြောမယ်ဆိုလို့ရှိရင်လေအပြစ်မကင်းတဲ့လုပ်တယ်စာသူများအသက်သတ်ဖို့ကြိုးစားမယ်သူတို့ဟာဥစ္စာရယူဖို့ကြိုးစားလာမယ်သူတို့ဟာတာမယာပြစ်မှားဖို့ကာမကိစ္စတွေမှာမောမောမမလုပ်ဖို့ဒါတွေကြိုးစားလာအဲ့တော့သူလှုပ်သမျှဟာသူတွေးသမျှသူပြောသမျှလှုပ်သမျှတွေဟာအပြစ်မကင်းတာတွေကြီးဖြစ်လာလို့ပฏิပတ်တိဒုက္ခတိလို့ခေါ်တယ်အလားလားမကောင်းဘူးစိတ်ထဲမှာညစ်ကြေးရှိပြီဆိုရင်ဒီဟာတွေတခုသူလုပ်တော့အဲ့တော့ဒုစရိုက်တမဘဝရောက်တဲ့စာဒီညစ်ကြေးတွေကြောင့်ပဲအဲ့ဒီတိုင်းမှာပဲပฏิပတ်တိဒုက္ခတိဆိုတာစိတ်ကောင်းနှလုံးကောင်းရှိလာပြီစိတ်ဟာအညစ်ကြေးတွေကင်းသွားပြီဆိုရင်ဥပမာမဲ့လောဘမရှိဘူးအလောဘဆိုရင်သူကတွေးတာလဲဌာနကောင်းမှုလုပ်ဖို့တွေးမယ်သီလဆောက်တည်ဖို့တွေးမယ်ဥပုသ်ဆောင်ဖို့တွေးမယ်ကောင်းတာပဲတွေးတော့တာအဲ့ကြတော့နော်ကောင်းတဲ့ဘက်ကိုတွေးလာတာခုနလိမ်မပြောဘူးမှန်တာပဲပြောမယ်သူများဥစ္စာမတရားမယူဒါတွေကောင်းတဲ့ဘက်ကတွေးလာတာအဲ့ဒါပฏิပတ်တိဒုက္ခတိလို့ခေါ်တယ်ဒါကြောင့်မို့လို့သူဟာနောက်ဘဝကြတော့လေဒီပฏิပတ်တိဒုက္ခတိအကြောင်းပြုပြီးတော့ဂတိဒုက္ခတိကလည်းကောင်းရပုံရောက်သွားတာခုနမကောင်းတာတွေးမကောင်းတာပြောမကောင်းတာလုပ်တဲ့ပုဂ္ဂိုလ်ကြတော့အဲ့ဒီအကုသိုလ်ကြောင့်သေတော့လေပင်ငရဲပဲလေးပုံမှာကြာတယ်အဲ့လိုဆိုလို့တယ်ဒါမြတ်စွာဘုရားဒေသနာတော့လူတိုင်းနားလဲအောင်ရှင်းရှင်းလေးဟောတာနော်ရှင်းရှင်းလေးဟောတာမြတ်စွာဘုရားဟောတဲ့ပါဠိတွေကရှင်းရှင်းလေးပဲဟောတာအဲ့ဒီလိုစိတ်ဟာညစ်ကြေးနေလို့ရှင်ဘယ်လိုအခြေအနေဖြစ်တယ်စိတ်ဖြူစင်တန်ရှင်းနေလို့ရှင်ဘယ်လိုအခြေအနေဆိုတာကိုရှေးဥစွာမြတ်စွာဘုရားဒီသုတ္တမှာရှင်းနေဟောကြားလိုက်တယ်အဲ့တော့စိတ်ရဲ့အညစ်အကြေးများဆိုတာကြတော့ဒီသုတ္တမှာဘယ်ဟာတွေဟာစိတ်ရဲ့အညစ်အကြေးလဲအဲ့ဒါသိဖို့လိုလာတယ်စိတ်ဟာဘယ်ဟာတွေကြောင့်စိတ်ဟာညစ်ကြေးဖြစ်နေတယ်ဆိုတာစိတ်ရဲ့အညစ်အကြေးကိုမြတ်စွာဘုရား16မျိုးထုတ်ပြတာအတွဲလိုက်8တွဲထုတ်ထားတော့16မျိုးရှိတယ်အဲ့ဒါတွေကိုသိထားဖို့လိုတယ်ကိုယ်စိတ်ထဲမှာအဲ့ဒီ16မျိုးတွေကတစ်ခုခုဖြစ်ပြီဆိုရင်ဒါစိတ်ရဲ့အညစ်အကြေးတွေကိုမှရှိနေပြီဆိုတာသိရအဲ့ဒါသိဖို့ဟောတာမြတ်စွာဘုရားစိတ်ဟာညစ်ပေတယ်ဆိုတာဘာတွေနဲ့ညစ်ပေတာလဲလူတွေရဲ့အဝတ်ကြတော့ရှွန့်နဲ့ပေးနိုင်တယ်မှင်နဲ့ပေးနိုင်တယ်တခြားတွေညစ်ကြေးတွေမျိုးစုံပေးနိုင်တယ်စိတ်ကြတော့ရှွန့်ညွန့်တွေကပေးတာမဟုတ်ဘူးမှင်တို့စွန်းတာမဟုတ်ဘူးတခြားညစ်ကြေးတွေမပေးဘူးစိတ်ကိုညစ်နွမ်းစေတတ်တဲ့အရာတွေကဒီ16မျိုးရှိတယ်အဲ့ဒီ16မျိုးကိုမှတ်ကြည့်လိုက်နော်
မြတ်စွာဘုရားတစ်ခုချင်းဟောတော်မြတ်စွာဘုရားစဘယ်လိုဟောတော့ဆိုစိတ်ရဲ့အညစ်အကြေးကိုဥပ္ပကိလေသာလို့ခေါ်တယ်ကိလေသာဆိုတဲ့စကားကိုတော့လူတိုင်းသိနေကြတယ်နော်ဒီမှာဥပဆိုတာလေးထည့်ထားပြီးဥပ္ပကိလေသာပါနောက်ကကာကြီးကိုနှလုံးဆက်နေပြီးဥပ္ပကိလေသာဥပကိလေသာလို့မသုံးမနဲ့ဥပ္ပကိလေသာဒါကတော့စကလုံးရဲ့အနေထားတစ်ခုပြောတာရိုးရိုးကိလေသာလို့မသုံးမနဲ့စိတ်ရဲ့အညစ်အကြေးတွေကိုဥပ္ပကိလေသာလို့ခေါ်တယ်မြတ်စွာဘုရားနော်စိတ်ဟာစိတ်ပဲစိတ်မှာကပ်နေတဲ့အညစ်အကြေးတွေက16မျိုးရှိတယ်ဒါတိသုတ္တမှာဟောတဲ့16မျိုးနော်16မျိုးရှိတယ်အဘိဓမ္မာအရာပြောမယ်ဆိုရင်စိတ်ရဲ့အညစ်အကြေးတွေဟာအကုသိုလ်စေတသိက်14မျိုးဟာစိတ်ရဲ့အညစ်အကြေးပဲလေအဘိဓမ္မာသင်မှုတဲ့ပုဂ္ဂိုလ်တွေကြည့်မယ်ဆိုရင်အကုသိုလ်စေတသိက်14ခုရှိတယ်အဲ့ဒီ14ခုဟာစိတ်ရဲ့အညစ်အကြေးပဲကိလေသာ10ပါးရှိတယ်အဲ့ဒါလည်းစိတ်ရဲ့အညစ်အကြေးပဲတန်ရောစဉ်10ပါးတို့အနုတ္တယ9ပါးတို့ဒါတွေကလည်းအလုံးပေါင်းရင်စိတ်ရဲ့အညစ်အကြေးတွေရှိပဲနော်အကုသိုလ်တွေမှန်သမျှစိတ်ရဲ့အညစ်အကြေးပဲလို့သို့တော့ဒီသုတ္တမှာမြတ်စွာဘုရားစိတ်ရဲ့အညစ်အကြေးဆိုတာကို16မျိုးဟောထားတယ်ဆိုတာကိုသိဖို့လိုတယ်အဲ့ဒီ16မျိုးကနံပါတ်1ကစပြီးတော့မှတ်ရအောင်အဘိဓါဝိသမလောဘောစိတ်တတဥပ္ပကိလေသောတဲ့မြတ်စွာဘုရားသုံးတဲ့စကားလုံးကရှင်းရှင်းလေးအဘိဓါနဲ့ဝိသမလောဘသည်စိတ်ရဲ့အညစ်အကြေးဖြစ်သည်ဒါပဲအဘိဓါဝိသမလောဘသည်စိတ်ရဲ့အညစ်အကြေးဖြစ်သည်ဖြာပါဒသည်စိတ်ရဲ့အညစ်အကြေးဖြစ်သည်ဒါနံပါတ်1တစ်စုံအဘိဓါဝိသမလောဘနဲ့ဖြာပါဒနိဝရဏကြတော့ဘယ်လိုဟောတော့ဆိုကာမိသန္တာလို့ဟောတယ်ကာမိသန္တာပြီးတော့ဖြာပါဒဆိုလိုတာကအဘိဓါဝိသမလောဘဆိုတာလောဘရာဂတဏှာတူပဲဖြာပါဒဆိုတာဒေါသဆိုလိုတာကလောဘနဲ့ဒေါသသည်စိတ်အညစ်အကြေးဖြစ်သည်လို့ဟောတာနော်သို့တော်ဒီသုတ္တမှာမြတ်စွာဘုရားအဘိဓါဖြာပါဒအဘိဓါလို့သုံးလိုက်တာမနောကံ3မျိုးထဲမှာအလုံးသိနေကြတယ်အဘိဓါဆိုတာကြားဖို့နေကြတယ်အဘိဆိုတာရှေးရှုစာဆိုတာတွေးတာသူများပစ္စည်းကိုလိုချင်တဲ့စိတ်နဲ့တွေးတာသူများဟာကိုရချင်တဲ့အဘိဓါသို့တော့ဆိုလိုတာအဘိဓါဆိုတာသူများပစ္စည်းကိုလိုချင်တာမှအဘိဓါခေါ်တာမဟုတ်ဘူးနော်လောဘမှန်သမျှကိုလည်းအဘိဓါလို့ခေါ်ပါတယ်မဟာသရိပဋ္ဌာန်သုံးမှာကြည့်လေကာယေကာယ ानु ပတိဝေရတိအာတပိသမ္ပဇာနောတတိမဝိနေယလောကေအဘိဓါတော်မနတံအဲ့မှာလည်းအဘိဓါလို့သုံးလိုက်တယ်ဗျာဆိုဗျာအဲ့တော့အဘိဓါဆိုတာလောဘပဲလောဘဆိုတာလူချင်းစရာအာယုံပေါ်မှာကြံတွေးတတ်တဲ့လောဘလို့သူတို့ဆိုလို့တယ်ပေါ့နော်အဘိဓါဆိုတာလောဘကိုပြောတယ်လို့သူတို့မှတ်အဲ့ဒီနေရာမှာအထက်ကရာဆရာကအစဉ်လာရဖွင့်ဆိုချက်တွေကိုထုတ်ပြထားတယ်အဘိဓါဆိုတာဘယ်လိုဟာလဲဝိသမလောဘဆိုတာဘယ်လိုဟာလဲနော်အဘိဓါကတစ်ခုဝိသမလောဘတစ်ခုဒီနှစ်ခုကိုပေါင်းပြီးတော့လောဘတစ်ခုတည်းကိုပဲအဘိဓါလို့လည်းခေါ်တယ်ဝိသမလောဘလို့လည်းခေါ်တယ်ဝိသမလောဘဆိုတာတော့ဖမာတေရလည်းသုံးလေးရှိကြတယ်လေဝိသမလောဘဆိုတာသူများပစ္စည်းလိုချင်တာတွေကိုဝိသမလောဘလို့သုံးကြတယ်အဲ့တော့အထက်ကရာရှင်းပြပုံကတော့ဘာလို့ဆိုအဘိဓါနဲ့ဝိသမလောဘထူးသလားဆိုရင်ပထမနည်းရတော့ပြောပြတယ်တက္ကဖန္တိသန္နရာကောအဘိဓါတဲ့ကိုပစ္စည်းကိုလိုချင်တာကြတော့အဘိဓါတဲ့ပရပန္တိဝိသမလောဘောသူများပစ္စည်းလိုချင်တာကိုဝိသမလောဘလို့ဒီနှစ်ခုထူအောင်ကြံလိုက်တဲ့အခါလူဆိုတာလိုချင်တာနှစ်ခုရှိတယ်လေကိုယ့်ဟာကိုယ်လည်းလိုချင်တဲ့ဟာရှိတယ်ကိုယ့်ပစ္စည်းကိုတွေ့တာရှိတယ်သူများဟာကလိုချင်တာရှိတယ်နှစ်ခုရှိတယ်အဲ့ဒါကြောင့်ကိုယ့်ပစ္စည်းကိုလိုချင်တာကြတော့အဘိဓါသူများပစ္စည်းလိုချင်တာကြတော့ဝိသမလောဘမမျှတာတဲ့လောဘလို့ဒီလိုဆိုလို့ရတယ်ပေါ့တခါနောက်တနည်းကျတော့ဘယ်လိုပြောတော့ဆိုတ
င့်လျော်တဲ့နေရာမှာဖြစ်တဲ့လောဘတင့်လျော်တဲ့နေရာဆိုတာတမန်အဖြစ်ဖြစ်လိဖြစ်တာရှိတဲ့လောဘလို့ဆိုလို့တယ်ကောင်းတာတွေ့ရင်ကြိုက်တယ်ဆိုတာလူတိုင်းပဲလေအဲ့လိုဖြစ်တဲ့ဖြစ်တိုက်တဲ့နေရာမှာလောဘဖြစ်လို့ရှိရင်အဘိဇ္ဇာမဖြစ်တဲ့နေရာမှာဟိုကသူဘပစ္စည်းပေါ်ကြတော့မဖြစ်တဲ့ဘူးလေသူတို့ကတာမယာပေါ်မှာလည်းမဖြစ်တဲ့ဘူးလေအဲ့တော့ဖြစ်တဲ့နေရာမှာဖြစ်တဲ့လောဘသည်အဘိဇ္ဇာမဖြစ်တဲ့နေရာမှာဖြစ်တဲ့လောဘသည်ဝိတ္တမလောဘမမြတ်တဲ့လောဘလို့သူတို့ဆိုတယ်နောက်ဆုံးကြတော့ဆုံးဖြတ်ချက်ချလိုက်တယ်အေးလောဘဆိုတာပဲလောဘမှမကောင်းဘူးနှစ်ခုစလုံးဟာအဘိဇ္ဇာလည်းလောဘပဲဝိတ္တမလောဘလည်းလောဘပဲအဲ့တော့အဲ့လိုခွဲမနေနဲ့တော့တဲ့နော်လောဘကိုပင်လူချင်းစိတ်နဲ့ကြံတွေးတတ်သောကြောင့်အဘိဇ္ဇာမြတ်တမှုကင်းသောကြောင့်ဝိတ္တမလောဘကိုပဲဒီနာမည်နှမျိုးပေးလိုက်တာလို့ဆိုလို့တယ်လောဘသည်ပင်လေလူချင်းစရာအာယုံကိုကြံတွေးတတ်လို့အဘိဇ္ဇာမြတ်တမှုကင်းသောကြောင့်ဝိတ္တမဆိုလိုတာတော့အဘိဇ္ဇာဝိတ္တမလောဘဆိုတာဘာမှမထူဘူးလို့ဆိုလိုတယ်လောဘကိုပဲပြောတာကြည့်လိုက်တော့အဲ့တော့လူတွေရဲ့ယင်ထဲမှာဖြစ်တဲ့လောဘသည်ဘာလောဘဖြစ်စိတ်ရဲ့အညစ်အကြေးပဲဘာလောဘဖြစ်ဆိုကိုပစ္စည်းကိုလိုချင်တာပဲဖြစ်ကိုမိသားစုထဲမှာနော်ကိုအမျိုးသားကိုအမျိုးသမီးကိုနှစ်သက်မြတ်နိုးတာပဲဖြစ်ပေါ့ကိုဟာပဲဖြစ်ဘာပဲဖြစ်လောဘသူများဟာသွားနှစ်သက်တာပဲဖြစ်စီသူများပစ္စည်းလိုချင်တာပဲဖြစ်စီလိုချင်တာမှန်သမျှအဆိုးကြီးပဲလို့သူတို့ပြောတာပေါ့စိတ်ရဲ့အညစ်အကြေးပဲလောဘမှန်ရင်စိတ်ရဲ့အညစ်အကြေးပဲလို့သူတို့ဆိုလို့ဒါကိုစဉ်းစားကြည့်စရာကောင်းတယ်တာမန်ပုဂ္ဂိုလ်ကကြည့်မယ်လေကိုပစ္စည်းကိုတွေ့တာဟာအပြစ်လားလို့မေးကောင်းမေးလိမ့်မယ်အပြစ်လို့ဆိုတဲ့နေရာဟာရှားစိုးမှုနဲ့ညှိတာမှအပြစ်မဟုတ်ဘူးနော်မကောင်းကျိုးဖြစ်စေတဲ့ရင်အပြစ်လို့ပဲခေါ်ရတယ်ကိုဟာကိုနှစ်သက်တာကိုပစ္စည်းကိုတွေ့တာကိုမိသားစုကိုတွေ့တာအပြစ်လားတရားဥပဒေရတာအပြစ်မရှိဘူးလေလူရဲ့ဥပဒေရကြတော့အပြစ်မရှိသို့တော့ဓမ္မဥပဒေရကြတော့အပြစ်ဖြစ်တယ်ဘယ်လိုအပြစ်ဖြစ်တာလောဘဖြစ်လို့ကိုဟာကိုတွေ့တာပဲဖြစ်စေကိုမိသားစုကိုတွေ့တာပဲဖြစ်စေတွေ့တာမှုအလုံးသည်တောကကိုဖြစ်စေတယ်ဒါအပြစ်ပဲလေကောင်းကျိုးမပေးဘူးတွေ့တာချင်းကြောင့်တောကဖြစ်လာတယ်အဲ့ဒါသူ့ရဲ့လောဘကဖြစ်စေတဲ့အကျိုးဆက်ပဲဖြစ်တယ်ကောင်းကျိုးမပေးဘူးကောင်းကျိုးမပေးတာအပြစ်ပဲသူတို့ဆိုလို့တာဘသူလောဘပဲဖြစ်ပါလောဘပဲဖြစ်လောဘမှန်သမျှကောင်းကျိုးမပေးဘူးအဲ့ဒီကောင်းကျိုးမပေးတော့ဒါကိုပဲဆိုးကျိုးကိုဖြစ်ပေါ်စေတယ်လို့ဒါအပြစ်လို့ပြောတာလောဘဖြစ်လာလို့ရှိရင်သူများသက်လက်တတ်တာပဲသူများဥစ္စာလည်းခိုးတာပဲသူတို့ကသားမယားလည်းပြမာတယ်ဒုစရိုက်တွေအကုန်လုံးတယ်သူတို့ဆိုလို့တယ်ပေါ့အကောင်းမဲ့ကိုမသွားဘူးလို့ဆိုလို့တယ်တခုခုတော့လောက်တာအဲ့ဒါအပြစ်ပဲလို့သူတို့ဆိုလို့တယ်ပေါ့နော်သူဆိုလို့တယ်အဲ့တော့ရသော်ဗျာတရားတော့ဟာချင်းချက်မရှိပါဘူးလောဘကိုစိတ်ရဲ့အညစ်အကြေးတစ်ခုအနေနဲ့သတ်မှတ်တယ်ဒါပထမကိုယ်စိတ်ထဲမှာဒီညစ်ကြေးရှိသလားမရှိဘူးလားပထမသိရငါစိတ်မှာရှိတယ်ရှိရင်ဘယ်တိုင်းတာထိရှိသလဲငါရဲ့လောဘသည်သူများပစ္စည်းကိုလိုချင်တဲ့အတိုင်းတာထိရောက်သွားသလားသို့မဟုတ်လွန်ကဲတဲ့လောဘလားဆိုသူအတိုင်းတာအရာဒုက္ခပေးမှာကြီးပဲအကုန်လုံးတိုင်းတာရတော့လောဘရှိနေဒုက္ခပေးမှာပဲလေဘယ်လောဘပဲဖြစ်ကောင်းကျိုးပေးမှာတော့မဟုတ်ဘူးဒုက္ခပေးမှာသို့တော့လောဘရဲ့အတိုင်းတာအရာဒုက္ခပေးမှုအတိုင်းတာရှိမယ်အဲ့ဒါတော့ကွာနိုင်တယ်လေအဲ့ဒါတော့ကွဲပြားတယ်သူ့ရဲ့ပေါ့ထီဂရီပေါ့လောဘကပြင်းထန်သလားသို့မဟုတ်မပြင်းထန်ဘူးလားဒီအတိုင်းတာတွေပေါ်မှာကြည့်ပြီးတော့
သူ့ရဲ့အနေများဒီအရှိန်ကောင်းမှုမကောင်းမှုတွေပေါ်ကြည့်ပြီးတော့အကျိုးသက်ရောက်မှုတွေကတော့ကွဲပြားခြားနားမှုရှိတယ်သို့တော့ဘယ်လောဘဖြစ်ဖြစ်အကောင်းမရှိဘူးလို့သူတို့ဆိုလို့တယ်ပေါ့နော်ဆိုကြကိုပေးမှာပဲတခုပေးမှာပဲနောက်ဆုံးအပြစ်ဆိုတာဘာတော့ဆိုတန်တရားတွေကမထွက်နိုင်တာအပြစ်ပဲလေလောဘကြောင့်ဒီဒါနကောင်းမှုမလုံးနိုင်ဘူးသီလမဆောက်တည်နိုင်ဘူးဆိုဒါလည်းအပြစ်ပဲသူတို့ဆိုလို့တယ်ပေါ့အပြစ်ဆိုတာအကြီးကနေစပြီးတော့သိသွားတာအသေးလေးတွေထီအောင်ကြည့်ရမယ်အားလုံးဟာအပြစ်ပဲတန်တရားထဲမှာလက်ပတ်နေစေတာဒီပဲလဲဒါသူ့ရဲ့အပြစ်လို့ပြောရမယ်သူကဘယ်လိုဒုက္ခပေးတော့ဆိုတန်တရားထဲမှာလက်ပတ်နေစေတယ်ဆိုတာဆိုတန်တရားထဲလက်ပတ်နေတဲ့ပုဂ္ဂိုလ်ဟာသူ့မှာဘာဒုက္ခတွေကြုံလာတော့ဆိုစာတိဒုက္ခကြုံမယ်ပြီးရင်မွေးလာလို့အိုးမယ်အိုးရင်သေးမယ်ဟောဒီဒုက္ခတွေကသူကမလွတ်နိုင်တော့ဘူးလေအဲ့ဒီဒုက္ခတန်တရားတွေကရုပ်မထွက်နိုင်တာဒါသူ့ချောင်ပဲလို့ဆိုအဲ့ဒီထီအောင်စဉ်းစားရမယ်ပေါ့နော်အဲ့ဒီထီအောင်စဉ်းစားမယ်အလုံးဟာဒီတရားတွေဟာလူကိုဒုက္ခဆက်ဆက်ပြီးတော့ပေးနိုင်တယ်လို့သူတို့ဆိုလို့တယ်ပေါ့နောက်တစ်ခုကတော့ဘာလို့ဆိုလို့ရှိရင်အပိစ္ဆာဝိသမလောဘပြီးတော့သူနဲ့တွဲလာတာကြတော့ဘာတော့ပြပါတော့စိတ်တတဥပကိလေသောပြပါရဆိုတာဘာကိုခေါ်တာတော့ဆိုရင်အကြမ်းမြင်အဖြစ်ဒေါသကိုခေါ်တာဒေါသကိုဘာဖြစ်လို့ပြပါရလို့ခေါ်ရတယ်လဲဆိုလို့ရှိရင်ပြပါရဆိုတဲ့စကားလုံးကဝိအပါဒဝိဆိုတာစိတ်ရဲ့အခြေအနေတစ်ခုရုပ်ပြက်ဆင်းပြက်ဖြစ်စေတယ်ဥပမာဒေါသထွက်လိုက်လို့ရှိရင်စိတ်အခြေအနေကပျက်စီးသွားတယ်စိတ်ပျက်စီးလို့ရုပ်လည်းပျက်စီးတယ်လေစိတ်ဆိုးနေတဲ့လူရဲ့မျက်နှာကြည့်ပေါ့နော်စိတ်ဆိုးနေပြီဆိုရင်လှတဲ့လူကလည်းမလှဖြစ်သွားတယ်စိတ်ဆိုးလာတဲ့ပုဂ္ဂိုလ်တယောက်ရဲ့ရုပ်ဟာပျက်စီးသွားတာပဲအဲ့တော့စိတ်ကိုလည်းပျက်စီးစေတယ်ရုပ်ကိုလည်းပျက်စီးစေတယ်ဒေါသဆိုတာအဲ့တော့ဒါရင်လားဆိုပဲဟုတ်လေစိတ်ရုပ်ပျက်စီးတယ်ဆိုရင်အပြောဆိုတာလည်းပျက်စီးသွားတယ်ချိုးချိုးသားသားပြောမှသူမပြောတော့ဘူးရှင်ကျေးတဲ့စကားလုံးနဲ့မပြောဘူးရိုင်းဆိုင်သွားတယ်အမူအရာလည်းရိုင်းဆိုင်သွားတယ်ပြောဆိုလည်းရိုင်းဆိုင်သွားတယ်ဒါပျက်စီးမှုပဲလေစိတ်ကောင်းနှလုံးကောင်းဒေါသမဖြစ်ခင်အခြေအနေတုန်းကယဉ်ကျေးတယ်လေအဲ့ဒီယဉ်ကျေးမှုတွေပြတ်သွားတာဒါပြပါရလို့ခေါ်တယ်ပြပါရရုပ်ပြက်ဆင်းပြက်မှုကိုဖြစ်စေတယ်စိတ်ရဲ့ရုပ်ပြက်ဆင်းပြက်မှုကိုဖြစ်စေတယ်သို့မဟုတ်ရုပ်ရဲ့ရုပ်ပြက်ဆင်းပြက်မှုကိုဖြစ်စေတယ်စိတ်ကလည်းပဲအချီတန်သွားတယ်ရုပ်ကလည်းအချီတန်သွားတယ်ဘယ်သူကြောင့်ပြပါရဒေါသကြောင့်ပဲဖြစ်တယ်ပေါ့ဒါဆိုလို့တာနော်အဲ့တော့ပြပါရဆိုတဲ့စကားလုံးလေးကိုပြပါရနဲ့တော့꿰ပါစေနော်ကြောင်းကြပြပါရဆိုတာရှိသေးတယ်ရခောက်နဲ့နောက်ကပြပါရအဲ့ဒါကြောင်းကြပြပါရများတယ်ဆိုတာတစ်ခုဒါကဓာတွေနဲ့ပြပါဒပြပါဒဝိအပါဒဒီစကားလုံးကစိတ်နဲ့ရုပ်ကိုပုံပြက်ပန်းပြက်ဖြစ်စေတတ်တဲ့တရားကိုကောက်တဲ့ကဒေါသပါပဲဒေါသဟာစိတ်နဲ့ရုပ်ပုံပြက်ပန်းပြက်ဖြစ်စေတယ်လို့ဆိုတော့အဲ့တော့လောဘရဲ့ဒေါသရဲ့အဲ့တော့ဒီဒေါသကသူဖြစ်နေလားဆိုမဟုတ်သူကအကြောင်းရှိတယ်ဘာကြောင့်ဖြစ်တော့ဒေါသဖြစ်ခြင်းအကြောင်း9မျိုးရှိတယ်အဓိကတော့အနိဋ္ဌာယုံပေါ့ကိုမကြိုက်တဲ့ဟာတစ်ခုနဲ့တွေ့ရင်ဒေါသဖြစ်တယ်အနိဋ္ဌာယုံဆိုကိုမလိုချင်တဲ့အာယုံတစ်ခုကိုယ်စိတ်နဲ့ဆုံသွားလို့ရှိရင်လူဟာစိတ်ထဲမှာစိတ်တင်းသွားတယ်ပေါ့ဒေါသဖြစ်လာတယ်နောက်ဒေါသဖြစ်ခြင်းရဲ့အကြောင်းကိုနဝဝိဒအာဂတဝတ္ထုဆိုပြီးတော့သုံးတယ်ပြပါရဖြစ်ဖို့ရအတွက်အကြောင်း9မျိုးရှိတယ်အဲ့ဒီအကြောင်း9မျိုးကလွယ်လွယ်လေးပါမှတ်လို့ရတော့နော်ကိုကနန်းဆိုပေမဲ့အများကြီးမှတ်เสียမလို့တာအဲ့တော့သူကဘာတော့ဆိုလို့ရှိရင်လူတယောက်ကစဉ်းစားတယ်အတိတ်နာကပစ္စုပန်နဲ့စဉ်းစားတယ်
ကိုယ်နဲ့မတည့်တဲ့လူတယောက်ဟာကိုယ့်ရဲ့အကျိုးမဲ့ကိုလုပ်တယ်။အဲ့တော့လူတယောက်ဒီကိုယ့်ရဲ့အကျိုးမဲ့လုပ်ရင်လည်းဒေါသဖြစ်တယ်နော်အကျိုးမဲ့ဆိုတာကိုယ်ပျက်စီးရပျက်စီးကြောင်းဟိုသဘုံလွေလင်းပြောတယ်တိတ်ခါချတယ်အမျိုးဆုံးပေါ့လေနော်ကိုယ့်အပြစ်တွေသူများပြောတယ်ဆိုတာတော့ကိုမကြိုက်တာကိုလုပ်တဲ့အခါမှာကိုယ့်ရဲ့ဟိုတဲ့မို့မနစ်တဲ့ဟာတွေကိုလှုပ်လို့ရှိရင်လည်းသူဒေါသဖြစ်တယ်နောက်တစ်ခုကတော့ကိုယ်နဲ့ခင်မင်နဲ့မိတ်ဆွေရဲ့အပြစ်နာစာတွေပြောရင်လည်းဒေါသဖြစ်တယ်အကျိုးပြည့်စီအောင်ပြောရင်လည်းဒေါသဖြစ်တယ်နောက်တစ်ခါကိုယ်နဲ့မတည့်တဲ့လူဆိုတာရှိသေးတယ်လူတိုင်းမှာမတည့်တဲ့လူရှိတယ်အဲ့ဒီကိုယ်နဲ့မတည့်တဲ့လူရဲ့ကောင်းကျိုးကိုပေးပြန်တဲ့ကောင်းကျိုးကိုပြောတဲ့အခါကျလည်းဒေါသဖြစ်ပြန်တယ်နော်ကိုယ်ရန်သူကိုပြောရင်လည်းကိုမကြိုက်ဘူးကိုယ်ရန်သူရဲ့အကျိုးစီးပွားအလုံးရင်လည်းမကြိုက်ဘူးအဲ့တော့ဆိုလိုတာကကိုယ့်ရဲ့အကျိုးပြပြောင်းလုပ်တာရဲ့ကိုယ်မိတ်ဆွေရဲ့အကျိုးပြပြောင်းလုပ်တာရဲ့ကိုယ်နဲ့မတည့်သူရဲ့အကျိုးစီးပွားကိုဖြစ်ထွန်းအောင်လုပ်တာရဲ့အဲ့ဒီသုံးခုကိုမူတည်လိုက်သုံးခုနော်အဲ့သုံးခုမူတည်လိုက်လို့ရှင်သူကဟိုမဲ့ကိုယ့်ရဲ့အကျိုးစီးပွားပြပြောင်းအောင်လုပ်တာကတစ်ခုကိုယ်မိတ်ဆွေရဲ့အကျိုးစီးပွားပြပြောင်းအောင်လုပ်တာကတစ်ခုနောက်တစ်ခါကိုယ်ရန်သူရဲ့အကျိုးစီးပွားကောင်းအောင်လုပ်တာကတစ်ခုအဲ့သုံးခုအဲ့ဒီသုံးခုကိုကာလသုံးပါးနဲ့မြောက်တာသုံးလိဆိုကိုပေါ့နော်ကာလသုံးပါးနဲ့မြောက်လိုက်တာအတိတ်အနာဂတ်ပစ္စုပန်အဲ့တော့ဆိုလိုတာဘာလို့ဆိုရင်ငါရဲ့အကျိုးပြပြအောင်အရင်တုန်းကလည်းလုပ်တယ်အခုလည်းလုပ်နေတယ်နောက်လည်းလုပ်ဦးမှာပဲသုံးခုငါမိတ်ဆွေရဲ့အကျိုးပျက်စီးအောင်အရင်ကလည်းလုပ်ခဲ့တယ်အခုလည်းလုပ်နေတယ်နောက်လည်းလုပ်ဦးမှာပဲသုံးခု6ခုဖြစ်သွားရနောက်ဆုံးတစ်ခုကျတော့ငါနဲ့မတည့်တဲ့လူရဲ့အကျိုးစီးပွားကိုအရင်ကလည်းလုပ်ခဲ့တယ်အခုလည်းလုပ်နေတယ်နောက်လည်းလုပ်ဦးမှာပဲ9ခုဖြစ်သွားအဲ့ဒါကိုအာဂတဝတ္ထု9ပါးလို့ခေါ်တယ်လူတွေဟာအခဲမကြေနိုင်တာအဲ့ဒါတွေပဲအဲ့ဒါတွေတွေးလိုက်ရင်အခဲမကြေဘူးဒေါသတွေကဖြစ်လာတယ်အဲ့ဒါကိုပြပါရလို့ခေါ်တယ်အဲ့ဒေါသဖြစ်တာကိုပြပါရလို့ခေါ်တယ်ဒါလည်းစိတ်ရဲ့အညစ်အကြေးပဲလောဘသည်စိတ်အညစ်အကြေးခုပြောတဲ့ဒေါသသည်စိတ်အညစ်အကြေးလို့ဒီအညစ်အကြေးနှစ်ခုရသွားပြီနောက်တစ်ခုကြည့်အောင်16မျိုးမြတ်စွာဘုရားဒီမှာဟောထားတယ်နောက်တစ်ခုကတဘာဝအဖြစ်နဲ့ထပ်သွားတယ်နောက်တစ်စုံကဘာတော့ဆိုကောတော်ဥပနာဟောကောဓာဓာတ်ချိုက်တဲ့ကောဓာဥပနာဟကောဓာဆိုတာစိတ်တူခြင်းခုနဒေါသထွက်တာနဲ့စိတ်တူတာတစ်မျိုးစီနော်ပြပါရဒေါသခြင်းကတော့တူတူပဲကောဓာဆိုတာထိခနဲ့ရှိအမျက်ထွက်တယ်ထိခနဲ့ဆိုအမျက်ထွက်တယ်လူဟာနေရာတကာမှာစိတ်ဆိုးတတ်တယ်ကောဓာဥပနာဟဆိုတာရင်ထဲမှာတေးမှတ်ပြီးတော့ဆွဲထားတတ်တယ်ခလဲစားချေရင်နဲ့ရင်ထဲမှာဆွဲနေအောင်မှတ်ထားတယ်တေးတယ်မှတ်တယ်ဆိုအဲ့တော့ကောဓာဥပနာဟဒါတစုံနော်အမျက်ထွက်ခြင်းရညှိုးဖွဲ့ခြင်းဥပနာဟဆိုရညှိုးဖွဲ့ခြင်းညှိုးထားတဲ့ပေါ့တကွေးကြတော့တွေးမယ်ဆိုတဲ့လူတွေပေါ့မင်းလုံးနေအောင်တကွေးကြတော့တွေးမယ်ပြောကြတယ်လေလူတွေစိန်ခေါ်ရင်တိမ်မောထိလိုက်မယ်ဆိုတာတော့ပြောသေးတယောက်အဲ့ဒါအညှိုးတေးတွေထားတာပေါ့ကောဓာဥပနာဟဒီနှစ်ခုနော်ဒါတစုံအဲ့တော့ကောဓာဆိုတာဘာကိုခေါ်ရတော့ဆိုကောဓာကအာဂတဝတ္ထု10မျိုးတဲ့ခုနက9မျိုးအခုကတစ်ခုထပ်ဖြည့်ထားတာအဲ့ဒီတစ်ခုထပ်ဖြည့်ထားတာဘာလို့ဆိုလို့ရှိရင်သက်မဲ့အရာတွေပေါ်မှာဒေါသထွက်တာအခုလိုနေရာတည်ကြီးမှာပူတယ်ဆိုရင်နေရာပူလိုက်တာ
ဒီနေရာလဲပူလိုက်တာဆိုပြီးတော့နေကိုဒေါသထွက်တယ်လေတိုက်လို့ကိုယ်အဝတ်တွေလွင့်သွားလို့ရှိရင်လေကိုစိတ်ဆိုးတယ်အဲ့ဒါကိုအဋ္ဌာဏကောပလို့ခေါ်တယ်အရာမဟုတ်တဲ့စီမှာဒေါသထွက်တယ်နော်ခလုတ်တိုက်ရင်ခလုတ်ကိုဆဲတယ်လှုပ်တယ်လေလူတွေတချို့ခလုတ်တိုက်ရမလားဆိုဒီခလုတ်ကိုဆဲတယ်ပကံကြကွဲရင်ကွဲဥဟာဆိုထက်ခွဲလိုက်တယ်ဒေါသဖြစ်တာတွေကိုပြောပြတာအမျိုးစုံပဲထမင်းချက်ရင်လည်းပဲဒေါသဖြစ်တာပဲဒေါသတွေကအများကြီးအဲ့ဒါကိုအဋ္ဌာဏကောပလို့ခေါ်တယ်အရာမဟုတ်တဲ့နေရာမှာဒေါသထွက်တာသက်မဲ့တွေပေါ်မှာဒေါသထွက်တာခုနက9မျိုးနဲ့ဒါနဲ့ပေါင်းရင်10ခုဖြစ်သွားတယ်ဒါကောဓာဆိုတာဖြစ်ပေါ်လာခြင်းဟာအကြောင်းမဲ့တော့မဟုတ်ဘူးအဲ့ဒါတွေပေါ်မှာတစ်ခုစဉ်းစားရင်ဖြစ်တယ်လို့ဒီလိုမှတ်ရဥပနာဟဆိုတာတော့စိတ်ထဲမှာတွေးခဏခဏစိတ်တိုးပါများရင်သူကစိတ်ထဲမှာစွဲနေချီနှောင်ထားသလိုဖြစ်တယ်ထိကနေရှိဒေါသဖြစ်ထိကနေရှိဒေါသဖြစ်မပြေနိုင်ဘူးမပြေနိုင်တဲ့ဒေါသအဲ့ဒါဥပနာဟရှာညှိုးဖွဲ့ခြင်းလို့ခေါ်တယ်အဲ့ဒါတွေကစိတ်ရဲ့အညစ်အကြေးတွေပါတဲ့အဲ့တော့ကိုယ်ရင်ထဲမှာစိတ်အညစ်အကြေးရှိရင်အဲ့ဒီစိတ်အညစ်အကြေးတွေကိုပထမဆုံးရှိတယ်ဆိုတာသိရမယ်သိပြီးရင်ရှော့ချဖို့ကြိုးစားရမယ်အဲ့လိုမလုပ်ဘူးဆိုလို့ရှိရင်အလားလာမကောင်းဘူးအခြေအနေမကောင်းဘူးလို့သာပြောလိုက်ကိုယ့်ကိုလူတွေကကိုယ့်ကိုအခြေအနေကောင်းတယ်မကောင်းဘူးကကိုယ့်ကိုတော့မှာငါရင်ထဲမှာဒီလောဘဒေါသကောရပြပါဒဥပါဏဟာတွေရှိနေငါအခြေအနေမကောင်းဘူးလို့သာမှတ်တာငရေကြီးလာတို့လုတ်ကောင်းလာတွေမေးမနေနဲ့နော်ကိုယ့်ကိုသိရမယ်ဒီစိတ်ရဲ့အညစ်အကြေးတွေရှိနေဆိုရင်ငါအခြေအနေမကောင်းဘူးပဲမရှိအောင်လုပ်ဖို့ပဲလိုတယ်နော်မရှိအောင်ကြိုးစားရမယ်မင်္ဂန်နဲ့နှလုံးသွင်းနဲ့ဖယ်ရှားရမယ်တရားနဲ့ဖယ်ရှားရမယ်အခြေအနေကောင်းအောင်ကိုယ့်ကိုပြင်ရမယ်အဲ့ဒါပြောတာအတ္တဟိအတ္တနောနာဆိုသူများလာပြင်ပေးလို့မရဘူးလေကိုယ့်ကိုလိုရမှာဒါကိုယ့်ရင်နဲ့ဖြစ်တာသူများသိတာမှမဟုတ်တာအဲ့တော့ကိုယ့်ရင်နဲ့မကောင်းတာတွေဖယ်ရှားဖို့ကိုကြိုးစားရမယ်ဟောနောက်ဒါစိတ်ရဲ့အညစ်အကြေး၄ခုရှိသွားပြီနော်နောက်တစ်စုံကဘာတော့ဆိုရင်မက္ခပလာတာဒါလည်းစိတ်ရဲ့အညစ်အကြေးပဲမက္ခဆိုတာဘာပြောတာတော့မက္ခရဲ့အဓိပ္ပာယ်ကဣရိစာလို့ဆိုလို့တယ်ပေါ့ဘောရမစာရေးပြီးတော့ဘောပြနဲ့ဖျက်ချလိုက်တာပေါ့နော်တုတ်ပြလိုက်တာအဲ့ဒီသဘောမျိုးအဓိပ္ပာယ်ဆောင်တဲ့မက္ခဆိုခြေဖြတ်ခြင်းလို့အဓိပ္ပာယ်ရတယ်ဘာကိုခြေဖြတ်တာတော့ဆိုကိုယ့်ပေါ်မှာကျေးဇူးပြုထားတဲ့ကျေးဇူးတရားကိုခြေဖြတ်ခြင်းတုကတကရဏဝိနတနောမက္ခောတစ်ဖက်သားကိုယ့်ပေါ်မှာဆိုဆိုဆရာတို့မိဘတို့မိတ်ဆွေတို့ကိုယ်ငယ်စဉ်ဆောက်ရှောက်ထားတယ်ကိုယ်အကြည့်ပေါင်းခရူးဆိုင်ပေးတာတဲ့ကုညီဘူးတယ်အဲ့ဒါတွေကိုအတိမမပြုတာခြေဆုမတင်တာခြေဆုကမ်းတယ်လို့လည်းပြောလို့ရတယ်လောကလူတွေကအဲ့လိုရှိတယ်လေခြေဆုကမ်းတယ်အမေဖေပေါ်မှာခြေဆုကမ်းတယ်မိတ်ဆွေတွေပေါ်မှာခြေဆုကမ်းတယ်ကိုယ့်ပေါ်မှာခြေဆုရှိတာကိုခြေဆုမပြုတ်တတ်ဘူးလို့တို့ဆိုလို့တယ်ခြေဆုမတင်တတ်တဲ့ပုဂ္ဂိုလ်တွေအဲ့ဒါမက္ခအဲ့ဒီခြေဆုမတင်မဲနဲ့သူများလုပ်ခဲ့တဲ့ခြေဆုကိုအတိမမပြုတ်ခြင်းဟာလည်းပဲစိတ်ရဲ့အညစ်အကြေးတစ်ခုပဲဒါလည်းတတိထားဖို့လိုတယ်နော်ကိုလူတော်လူကောင်းကြီးလို့မထင်လေနဲ့အောင်ခြေဆုတင်တတ်ဖို့လိုတယ်ဒါကြောင့်ကတိညုကတဝေရီကိုသူတော်ကောင်းတွေရဲ့ယတ္တိယာလို့မြတ်စွာဘုရားဟောတာခြေဆုတင်တတ်မှာမင်္ဂလာထဲမှာလည်းပါတယ်မို့လားကတိညုတာစာဆိုတာလေမင်္ဂလာရှိတယ်ခြေဆုတင်တတ်မှာမင်္ဂလာရှိတယ်ခြေဆုမကမ်းရဘူးတလုတ်ပေးဘူးသူခြေဆုတဆုပ်ပေးဘူးသူခြေဆုဆိုတာခြေဆုနောက်ဆုံးမှဘလောက်ထိအောင်ခြေဆုတင်ရတော့ဆိုသစ်ပင်တပင်အရေးခိုဘူးရင်တော့အဲ့ဒီသစ်ပင်ခြေဆုတင်ရမယ်လို့ဆိုတာခြေဆုမကမ်းရဘူးလို့ခေမွန်ကြီးဆယ်ပါးလို့အတိများနေတဲ့တေမိယဇမလာတဲ့တသမိတ်တပူစာတဲ့မှာ
ကျေးဇူးတင်ရင်ကျေးဇူးတင်တတ်ရင်နော်မိတ်ဆွေရဲ့အကျိုးကျေးဇူးတင်လို့ရှိရင်ဒီဘယ်လိုအကျိုးတွေရတယ်ဆိုတာဟောထားတာရှိတယ်လေမိတ်ဆွေကိုမပြစ်မှားရဘူးဆိုတာအဲ့ဒါနဲ့သက်ဆိုင်တယ်ပေါ့မက္ခဆိုဒါလည်းပဲစိတ်ရဲ့ညစ်ကြေးပဲတဲ့ကျေးဇူးမတင်တတ်ခြင်းသူတစ်ပါးကျေးဇူးကိုချစ်ဖြတ်ခြင်းကျေးဇူးကမ်းခြင်းဟာလည်းပဲဒါဟာစိတ်ရဲ့ညစ်ကြေးတစ်ခုပဲနောက်တစ်ခုကပလာဒတဲ့လာကြီးနဲ့ရေးရမယ်ပလာဒပလာဒကိုရှင်းတော့ဘယ်လိုပြန်လို့ဆိုအင်တူပြုခြင်းလို့ရှေးဆရာတော်ကြီးတွေကအဲ့လိုဘာသာပြန်နေအင်တူပြုခြင်းဆိုခုခေတ်လူတွေနားလဲကြမှာလားအင်တူပြုတယ်ဆိုတာဘယ်သူမှပိုးမထားဘူးဘာဖြစ်အားလိုပဲဆိုပြီးတော့နေတဲ့လူတော်ရင်တော်တယ်လို့အတိမတ်မပြုတာဆိုလို့တယ်ပေါ့နော်အတိမတ်မပြုနိုင်တာအဲ့တော့အတိမတ်မပြုခြင်းဟာလည်းစိတ်ရဲ့အညစ်အကြေးတစ်ခုပဲလူဆိုတာအတိမတ်ပြုတတ်ရမယ်ခုနကကျေးဇူးတရားကိုအတိမတ်ပြုတယ်ဒါကအယီချင်းကိုအတိမတ်ပြုတာခုနကကိုယ်ပေါ်လုပ်ခဲ့တဲ့ကျေးဇူးကိုအတိမတ်မပြုဘူးဆိုရင်မက္ခသူ့အယီချင်းကိုအတိမတ်မပြုဘူးဆိုရင်ပလာဒနေတယ်သူတို့နှစ်ခုကပလာဒဆိုတဲ့ဒီတရားခေါင်းထဲရောက်နေတဲ့ပုဂ္ဂိုလ်ဘာလို့ဆိုသူလည်းထမင်းစားကြည့်တာပဲငါလည်းထမင်းစားကြည့်တာလူတူတူပဲပေါ့ကွာဆိုတဲ့ပုံစံမျိုးတွေပြောတဲ့လူတွေပေါ့နော်ဟိုကိုယ့်ရဲ့သားတဲ့လူကိုအသာမပေးနိုင်တာသားရကိုအတိမတ်မပြုနိုင်တာတူတူပဲကလေးတွေပြောတာလို့နှာခေါင်းဆောက်ထိုးနေပါးစပ်ကန့်လန့်မှာပဲကွာတူတူပါပဲလို့ဒီလိုပြောတာမျိုးမဟုတ်ဘူးလူကြတူပေမဲ့လို့လူချင်းတူပေမဲ့လို့အည်ချင်းချင်းကွာတယ်ဆိုတာကိုအတိမတ်ပြုရမယ်အဲ့ဒါလို့အတိမတ်မပြုခြင်းဟာလည်းစိတ်ရဲ့အညစ်အကြေးတစ်ခုပဲစာပေကျမ်းကမှာတော့ပလာဒကိုဘယ်လိုဖွင့်လို့ဆိုယုခက်ခါဟိနော်ယုခက်ခါဟိဆိုသူနဲ့တူတူပါပဲလို့တန်းညှိတာလူဟာတူတူပဲလို့တန်းညှိတာပိုးမထားတာမတူဘူးလေလူဆိုတာတူတာမှမဟုတ်တာတော့အဲ့ဒါလို့မလုပ်ရဘူးတဲ့သူကတော်ရင်တော်တယ်ဆိုတာအတိမပြုရမယ်ကိုရင်သားရင်သားတယ်လို့အတိမပြုရမယ်သွားပြီးတော့လူတိုင်းဟာတူတူပဲလို့မလုပ်ရဘူးအဲ့ဒါပလာဒလို့ခေါ်တယ်အဲ့ဒီလိုတူတူပါပဲလို့ထင်တဲ့လူကကိုယ်ရတော်တဲ့လူတတ်တဲ့လူသိတဲ့လူတွေကိုလည်းသူကအလေးမထားတတ်ဘူးအလေးမထားဘူးအဲ့လိုတွေဖြစ်တတ်တယ်ပေါ့ဒါကြောင့်မို့လို့သူကစိတ်ရဲ့အညစ်အကြေးတစ်ခုပဲလို့ဒီလိုမှတ်သားရမယ်နော်စိတ်ရဲ့အညစ်အကြေးတစ်ခုအဲ့တော့မက္ခရဲ့ပလာဒရဲ့လို့သူတို့နှစ်ခုရှိတယ်အဲ့ဒီနှစ်ခုကလည်းပဲစိတ်ရဲ့အညစ်အကြေးဆိုအလုံးပေါင်းလိုက်တဲ့အခါကျတော့အဘိဇာဝိသမလောဘရဲ့ဖြာပါရရဲ့ဒါကတစ်စုံကောဒနဲ့ဥပနာဟာကတစ်စုံမက္ခနဲ့ပလာဒတစ်စုံဆိုဒါစိတ်ရဲ့အညစ်အကြေး16မျိုးတည်းကနေပြီးတော့အခု6မျိုးပြီးသွားပြီနော်မြတ်စွာဘုရားအဲ့ဒါတစ်ခုစီဟောတာကိုပို့ပြီးတော့သဘောပေါက်အောင်လို့ရှင်းလင်းချက်ပြီးတော့ဟောတာအတိပ္ပယ်တွေတစ်ခုချင်းနားလည်အောင်လို့အဲ့တော့ကိုယ့်ရင်ထဲမှာဓာရီရှိသလားကိုယ်စိတ်ထဲမှာဓာရီဆွဲနေသလားဓာရီဆွဲရင်ငါစိတ်ဟာအညစ်အကြေးရှိတယ်လို့မှတ်တာအညစ်အကြေးရှိနေရင်အဲ့ဒီအညစ်အကြေးကိုဖယ်ရမယ်မဖယ်ဘူးဆိုလို့ရှိရင်စိတ်တွေတန်ကိလေထေဒုက္ခတိပါတိကင်္ခာမကောင်းတဲ့အလားလာဖြစ်လာလိမ့်မယ်နော်ဓာရီမရှိဘူးဆိုမှစိတ်ဟာစင်ကြယ်တယ်လို့ခေါ်တယ်အဲ့ဒါကိုမှတ်သားနိုင်ကြဖို့အဲ့တော့ဝဋ္ဌသုတ်တံကမြတ်စွာဘုရားဟောတာတူပေမဲ့လို့အဓိပ္ပာယ်သိချာနားလည်အောင်ဟောမယ်ဆိုလို့ရှိရင်တော့2ရက်3ရက်တော့ဟောရမှာဖြစ်လို့ဒီကနေ့တော့အချိန်စီးသွားလို့ဒီလောက်နဲ့ပဲရပ်နာကြနောက်ရက်ကျမှဆက်ပြီးတော့စိတ်ရဲ့အညစ်အကြေး16မျိုးဟောပြီးတော့ဘာတွေနဲ့ဖယ်ရမယ်ဆိုတာတွေလည်းနောက်ရက်ဒီမှာဆက်ပြီးနားထောင်ကြရအောင်တရားချက်ခင်သူတော်စင်ပြိဿပေါင်းတို့မြတ်ဗုဒ္ဓဟောကြားတဲ့ဝဋ္ထုပမသုတ်သို့မဟုတ်ဝဋ္ထသုတ်ရဲ့ဝဋ္ထသုတ်မှာလာတဲ့ဆုံးမဩဝါဒတရားတိုင်းစိတ်ရဲ့အညစ်အကြေးများကိုမိမိတို့ကိုယ်တိုင်သိရှိနားလည်ပြီးမ
မိမိတို့တဏ္ဍမှာစိတ်ရဲ့အညစ်အကြေးတွေရှိနေခဲ့တော့ထိုအညစ်အကြေးတွေကိုဖယ်ရှားဖို့တို့တွေကြိုးစားအထောက်အမှာဖြစ်တယ်လို့ကိုယ်စီသတိထားပြီးကြိုးစားအထောက်နိုင်ကြပါစေကုန်သတည်းရှေးစချရအောင်ကဲအရှင်ဖေယဖေယတပည့်တော်တို့သည်ဓမ္မအတိညာရရှိမှသာလျှင်နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုနိုင်ပါသောကြောင့်ဓမ္မအတိညာရရှိစေရန်ရှိတန်ကြလျက်ဓမ္မသဘင်ဆင်ရင်ကျင်းပါပြုလုပ်ကြ၍အမတဒါနာဓမ္မဒါနာတရားအလှတော်ကိုပေးလူကြပါကုန်၏တရားတော်မြတ်ကိုယုတိလေးမြတ်စွာမမတ်သားသာအာယုန်ထားလျက်နာကြားကြပါကုန်၏တရားတော်မြတ်ကိုတတ္တဗဝတ္ထုအစွစွတို့ဖြင့်ပူဇော်ကြပါကုန်၏ယနေ့ယခုအာထုပြုလုပ်ကြရသောဤကောင်းမှုဤကုသိုလ်စွစွသည်နိဗ္ဗာန်ချမ်းသာ၏အကြောင်းထောက်ပံ့ဖြစ်ပါစေတည်းဤကောင်းမှု၏အဖို့ဘာကကိုအမိအဖအဖို့အဖွာဆရာသမားမှစ၍ကဘာသူကဘာသာလူနတ်မြမတတ္တဝအများတို့အားအမြဝေငှပါကုန်၏ကုသိုလ်အမြကိုယ်စီရကြကုန်သည်ဖြစ်၍ကိုယ်စိတ်နှဖျားချမ်းသာကြသည်ဖြစ်ကြပါစေကုန်သတည်း